မင်္ဂလာပါမနက်ကဈေးသွားရင်ကျွန်တော်စားချင်းနေနဲ့လက်ခရုလေးတွေ့တာနဲ့ဝယ်ခဲ့ပြီးတော့ခရု64ကြော်စားဖြစ်ပါတယ်ခင်ဗျာမကြီးတစ်ခါလေးပဲအင်းကူဝဲတယ်လို့လားဟောအင်းကူရှိရတယ်ကျွန်တော်ဟာပုံမှန်ဆိုလက်ခရုမစားဘူးဆိုပေမဲ့ဒီတစ်ခါမှာတော့စားချင်းစိတ်ဖြစ်တာနဲ့ကျွန်တော်ဝယ်ခဲ့တာပါဝယ်ခဲ့ပေမဲ့လည်းကျွန်တော်ကစိတ်မတန်းတာကြောင့်ရေကိုထပ်ခါဆေးခဲ့ပါတယ်အခုဆိုလို့ရှိရင်ခရုဆေးနေတာကျွန်တော်နိုင်ဝက်ကြော်လောက်ကြာသွားတယ်ခင်ဗျမျက်စိအစ်စ်မှမြင်တာနဲ့ဟိုအဖက်လေးလန့်လဲဆိုလဲစားမဝင်ဖယ်ထုတ်ဒီအဖက်လေးဆိုလဲဖယ်ထုတ်နဲ့ဖယ်ထုတ်ရင်ခရုကနည်းနည်းပဲကြံပါတယ်ဆလကာရီထည့်တယ်စားထည့်ပြီးတော့ညှိနှမ်းပြအောင်ကျွန်တော်နာလေးနှဲပါတယ်ပြီးရင်တော့ရေပြန်ဆေးတယ်ဒီပုံစံအတိုင်းကျွန်တော်3-4ခေါက်လောက်လုပ်ပါတယ်ခင်ဗျာအခုဆိုရင်လည်းကြက်ဖန်ဆေးနဲ့ကျွန်တော်တွေ့သွားခဲ့တာဒီဘိုက်လေးကိုဖောက်လိုက်လို့ရှိရင်အဲ့ဒါကဟိုတိတဲ့လူတွေတစ်ချက်ပြောခဲ့ပြီးကျွန်တော်ထင်တာတော့ချီးအိမ်လားဘယ်လိုလဲတော့မသိဘူးအဲ့နဲ့ကျွန်တော်လည်းအကောင့်တိုင်းကိုလိုက်ရှာကြည့်တော့ရှိတယ်ဆိုတော့ကြက်ဖန်ကျွန်တော်လည်းအဲ့ဒါတွေကိုဆွဲထုတ်ပြီးတော့ねအချိန်တော်တော်ယူလိုက်ရတယ်ခင်ဗျဆေးရဘယ်လောက်တော့ကြာသွားလဲဆိုလို့ရှိရင်ကျွန်တော်လက်တွေကိုကြည့်အောင်ပဲကြီးခွန်းနေပါဖြစ်တယ်ပဲကြီးကွန်ဖြစ်လဲကိစ္စမရှိပါဘူးကျွန်တော်ကတော့ဆက်တိုက်စိတ်ကျင်တဲ့အချိန်ထိကျွန်တော်ဆေးပါတယ်ဆေးပြီးသွားလို့ရှိရင်ခရုတွေကကြီးနေလို့ရှိရင်စားမဝင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တစ်သေးလေးတွေပြန်ပြီးပါတယ်ပြီးရင်တော့ကျွန်တော်ရင်နွေးဘူးထဲမှာရှမ်းနနန်ရယ်ဇပလင်ရယ်ရှောက်ရွက်ရယ်ကျွန်တော်ထည့်ပြီးတော့ဒီကြက်သွန်ပြူပါလှီးထည့်တယ်ပြီးလို့ရှိရင်တော့ကျွန်တော်ခရုတွေကိုပျောက်ပါတယ်ရင်နွေးနဲ့အကြာကြီးညှိနှမ်းနေပျောက်သွားအောင်ပေါ့နည်းနည်းလေခရုဆိုတော့ရွှွန့်နှံ့လေးနည်းနည်းပါတတ်တော့ဗောနော်ဒါပေမဲ့အဲ့လိုရွှွန့်နှံ့ပါရင်လည်းကျွန်တော်မစားတတ်ဘူးခင်ဗျအခု15မိနစ်20လောက်ကျွန်တော်ပြုတ်ပြီးလို့ရှိရင်ကျွန်တော်အကုန်လုံးဖယ်ထုတ်တယ်အရွက်တွေပါပြီးတော့ရေတစ်ခါပြန်ဆေးပါတယ်ရေဆေးပြီးရင်တော့အခုလိုမျိုးညှိနှံ့လည်းမရှိတော့ဘဲနဲ့တန့်အောင်သွားတဲ့ခရုတွေကျွန်တော်ရပြီဗောနော်ဒါဆိုရင်ကျွန်တော်တို့စပြီးတော့ကြုံလို့ရပါပြီစီပူပူထဲမှာကျွန်တော်တို့စက်သွန်အဖြူအနီဇပလင်ဂျင်းစီတတ်ပါတယ်ခရုတွေကိုလည်းဒီစီလေးနဲ့နာလေးလှိပ်ပြီးတော့ကျွန်တော်မာသွားအောင်လို့ပြီးတော့မှလာရေထည့်ပြီးတော့ငရုတ်တီလေးဆက်ကလေးဖြစ်အောင်လို့ကျွန်တော်ထည့်တာပါအရသာတော့အချိုမုတ်စားထည့်ပါတယ်အနံ့လေးမှုအောင်လို့လည်းကျွန်တော်စိတ်ကဖြစ်လို့မဆက်လာပါကျွန်တော်ထပ်ထည့်သေးတယ်ဒါဒီအပြင်လားဆိုတော့မဟုတ်သေးဘူးကျွန်တော်ရှာနက်နက်လည်းကျွန်တော်ညှက်ထည့်တယ်ပြီးရင်ဆက်လေးလည်းဖြစ်ချင်တဲ့အတွက်ကြောင့်မို့လို့ငရုတ်တီစိမ်းမှာကျွန်တော်ညှက်ထည့်သေးတယ်ခင်ဗျအခုလိုမျိုးကြော်လာလိုက်တာဆိုလို့ရှိရင်စားလို့ရတဲ့အနေအထားထိဖြစ်သွားပြီပေါ့နော်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်ပါစကားမဆက်ကျွန်တော်ရဲ့ channel လေးကအသစ်ဖြစ်တဲ့အတွက်ကျွန်တော်ကို like and subscribe လေးနဲ့အားပေးသွားကြပါဦး